နောက်ဆုံးတော့တက်သူကြောင်ကိုတွေ့သွားပြီဘီပီစုံနေပြီလို့ထင်ရတာပဲဘာဆက်ဖြစ်သေးလို့လဲ 2000ပြည့်နေမှုရသည်မှာပါခင်ဗျာရှာဖွေရေးလုပ်ငန်းတွေအရှင်ကောင်းကောင်းနဲ့လုပ်နေတော့မှာပဲဘသူမှမထင်ထားတဲ့မြေပြိုမှုကြီးတစ်ခုဖြစ်ပါခဲ့ပါတယ် အိုး ဒီမြေပြိုမှုကတာမန်မြေပြိုမှုမဟုတ်ပဲသူတို့လေလာနေတဲ့တောင်ဆောင်တစ်ခုလုံးကိုပြိုချလိုက်တာပါအဲ့ဒီအခါမှာမြေကြီးထဲမှာနစ်မြုံနေတဲ့အရင်ကမမြင်ခဲ့ရတဲ့အစင်မြေရွှေတတူကြောတွေအများအများဟာမြေမျက်နှာပြင်ပေါ်ကိုဖြုံးစားကြီးပေါ်ထွက်လာခဲ့ပါတယ် မဖြစ်နိုင်တာဒါတော့ရုပ်ရှင်တွေကဇက်ကွာအတိုင်းပဲဆိုလိုတာကသူတို့ကတ်စတာပတ်တူချင်းတီတူလေးလာစီရမလို့တော့ပဲတဘာဝတရားကကိုယ်တိုင်ပဲယတနာတိုက်တန်ကောင်ဆွဲဖွင့်ပြလိုက်တဲ့သဘောပေါ့ အဲ့လိုပြောလို့ရပါတယ်ခင်ဗျာဒီဖြစ်ရင်နောက်ဆက်တွေကပိုပြီးတော့တောင်စိတ်ဝင်စားဖို့ကောင်းပါတွေ့တယ် ဟုတ်လားရှင် ရွှေကြောတွေပေါ်လာတဲ့သတင်းကမီလိုပဲအမီနိုင်ကျေးတော့တွေကိုအရင်အမြန်ပြန့်နှံ့သွားပြီးဒေတာကန်3000လောက်အဲ့ဒီနေရာကိုခဏတဖြုတ်ဝေရုပ်တူးဖော်ခဲ့ကြလဲ 3000လောက်ဒါဆိုရင်ကုမ္ပဏီအတွက်တော့လုံခြုံရေးရောစီမံခန့်ခွဲမှုရောပါခေါင်းခဲစရာပြဿနာကြီးတစ်ခုဖြစ်သွားမှာပေါ့ဒါကတို့အတွက်အကောင်းဘက်ကချက်အစိုးဘက်ကိုပို့ပြီးမဖြစ်သွားဘူးလားရှင် ဒါကဒင်္ဂါပြားရဲ့မျက်နှာနှစ်ဖက်လိုပါပဲတစ်ဖက်မှာတော့ဒါဟာထိန်းချုပ်ရခတ်တဲ့အခြေအနေတစ်ခုဖြစ်စေခဲ့တာမှပါတယ်ဒါပေမဲ့နောက်တစ်ဖက်ကကြည့်ရင် အင်း ဒါဟာဒီနေရာမှာရွှေဘလောက်တောင်ပေါ်များသလဲဆိုတာကိုတက်တေပြလိုက်တဲ့အကောင်းဆုံးကြော်ညာတစ်ခုဖြစ်သွားခဲ့တယ်လူကောင်းထောင်းချီပြီးကိုအိမ်ကိုရာစွန့်ပြလာတူးနေရလောက်ဒီနေရာမှာတကယ်တန်ဖိုးရှိတဲ့ရွှေအများများရှိနေတယ်ဆိုတာကိုလူတိုင်းမြင်ကိုယ်တွေမြင်သွားစေခဲ့တယ် ဒီရွှေသားရဲ့တန်ဖိုးနဲ့ပမာဏကိုဘယ်သူမှထမ်းတရားဝင်စရာမလိုတော့ဘူးဆိုတာကိုပြလိုက်တယ်လို့ပါပဲနော် ဟုတ်ပါတယ်ခင်ဗျာ အခုဆိုရင်တော့ရွှေရှိရတေးစားသွားပြီအများကြီးရှိတာလဲလူမြင်ကွင်းမှာတက်တေပြပြီးတာဖြစ်သွားပြီဒါဆိုရင်နောက်တစ်ဆင့်ကဘာလဲရှင်မြေမျက်နှာပြင်မှာတွေ့ရုံနဲ့တော့တတ်သွင်းကြည့်တခုတီးလို့မရသေးဘူးမလား ဟုတ်ပါတယ်အရေးကြီးဆုံးမေးခွန်းကဒီရွှေသိုက်ကြီးကဘလောက်နဲ့နဲ့ရှိုင်းတီရှိနေတယ်လဲဆိုတာပါပဲဒါကမြေပေါ်မှာခဏပေါ်တဲ့တက်တန်လိုပဲလားဒါမှမဟုတ်မြေကြီးတွေကိုအမြင့်တွယ်နေတဲ့အေယာမှာတစ်ပင်ကြီးလိုပဲလားဆိုတာကိုသိဖို့လိုလာပါတယ် ဒါကြောင့်2001ခုနှစ်မှာမြေအောက်စံတက်ဦးမင်ဒီတူဖော်တဲ့ exploration editing အဆင့်ကိုစတင်ခဲ့ပါတယ်ခဏ ဦးမန်ဒူးတယ်ဆိုတာကမြေအောက်ထဲကိုတကယ်ဝင်ပြီးတတ်သူဇောတွေကိုမြင့်မြင့်ကိုတွေ့လေ့လာတာကောသူတို့ဘာတွေတွေ့ခဲ့လဲမြေအောက်ကအခြေအနေကမြေပေါ်ကလိုပဲအားရစရာကောင်းခဲ့လားရှင့် အားရစရာကောင်းတာတောင်ပိုခဲ့ပါတယ်ဗျာသူတို့ကစုစုပေါင်း9ကီလိုမီတာကျော်ရှည်တဲ့ဦးမင်ဒီတူဖော်ခဲ့တယ်9ကီလိုမီတာဆိုတာမနည်းတဲ့အရှည်ပါအဲ့ဒီဦးမင်ဒီထဲမှာတတန်ကိုရွှေရာရာ gram ကျော်ပါဝင်တဲ့အစိမြင့်တတူကျော်တွေကိုစက်တိုက်ဆိုသလိုတွေ့ရှိခဲ့တာပါဒါကမြေပေါ်မှာတွေ့ခဲ့တာတွေကရေခဲတောင်ရဲ့ထိစွန်းလေးပဲရှိသေးတယ် တကယ်ယတနာတိုက်ကြီးကမြေအောက်မှာရှိနေတယ်ဆိုတာကိုတက်တည်ပြလိုက်တာပါပဲ